လောကမှာအောင်မြင်ကြော်ကြားတဲ့အောင်မြင်ကြတဲ့လူတွေထဲမှာကောင်းတဲ့အရေးချင်းတွေအများကြီးတဲ့ကတစ်ခုတူညီတဲ့အရေးချင်းလေးတစ်ခုကိုတတိထားမိတယ်ဒီလိုပဲကြာရှုံးတဲ့လူတွေပြီးသွားတဲ့အခါကြလို့ရှိရင်အစင်မပြေတဲ့လူတွေမှာလည်းသူတို့တွေရှိမှရှိတဲ့ poor quality အားနဲ့တက်တဲ့အကျင့်တွေထဲမှာတူညီတဲ့အရာလေးတစ်ခုကိုတွေ့ရှိမိတယ်ဒီမနေ့အကျမ်းစာကိုဖတ်ပြီးထောက်ရှုကြည့်တဲ့အခါမှာလူမြောက်များစွာနဲ့ပေါင်းသင်းဆက်ဆံခဲ့တယ်နော်ပတ်စံရှိတဲ့လူတွေကောဆင်းရဲတဲ့လူတွေကောအစင်ပြေတဲ့လူတွေကောအစင်မပြေတဲ့လူရောယဟန်တစ်ပါးအနေနဲ့ပေါင်းသင်းဆက်ဆံကြည့်တဲ့အခါမှာအောင်မြင်တဲ့လူနဲ့မအောင်မြင်တဲ့လူလိုပဲရိုးလေးပြောမယ်ဆိုရင်နှစ်ခုသူတို့ဘာတွားတွေ့လဲဆိုတော့အောင်မြင်ကြတဲ့လူတွေမှာကိုယုံကြည်မှုရှိပြီးကြာရှုံးတဲ့အခါတိုင်းမှာပြန်ထနိုင်တဲ့ quality ဒါကိုတွေ့ရပါတယ်လူသားတစ်ယောက်အနေနဲ့ချိန်တိုင်းမအောင်မြင်သလိုတစ်ချိန်တိုင်းလည်းမကြာရှုံးမအောင်ဒါပေမဲ့လို့ကြာရှုံးနေတဲ့အချိန်မှာကိုယုံကြည်ခြင်းရှိပြီးပြန်ထလာနိုင်တဲ့ quality တွေကိုတော့အောင်မြင်တဲ့လူတွေမှာတွေ့ရှိရပြီးစိတ်သက်ကြနေတဲ့ပုံကိုယ်တွေကိုကြည့်တဲ့အခါမှာဟိုးလွန်ခဲ့သောနှစ်ပေါင်း20 30တုန်းကမအောင်မြင်မဖြစ်နိုင်တဲ့မလုံနိုင်ခဲ့တဲ့အရာတွေကိုပဲစိတ်မှာဆွဲလန်းပြီးကိုတန်ဖိုးမဲ့တယ်လို့ခံစားရတဲ့အရာတွေမှာစိတ်သက်ကြနေတဲ့လူတွေရှိမှသွားတွေ့ရတာတွေ့ရှိရပါတယ်ခရစ်သခင်၌ချစ်ခင်လေးစားပါတော့ဘာသူတမမိတ်ဆွေပေါင်းတို့ဒီကနေ့ကျွန်တော်တို့တဦးစီကိုဘုရားသခင်၌ယုံကြည်ခြင်းထားဖို့ယုံကြည်ခြင်းအားဖြင့်အရာအားလုံးကိုကျွန်တော်တို့ကြော်ဖြတ်နိုင်တယ်ဆိုတဲ့ကျမ်းစာလေးကိုကျွန်တော်တို့ကြားနာခဲ့တာဖြစ်ပါတခါတော့ကအရာရှိတယောက်ကသခင်ခရစ်တော်ရှိကိုသွားတယ်တဲ့သခင်ခရစ်တော်ရှိသွားပြီးတော့ကိုရောတဲ့တပည့်တော်ရဲ့အစီကံကျွန်လေးတယောက်ကနေမကောင်းဘူးဖြစ်နေတယ်တော်တော်အသေးအတန်ဖြစ်နေတယ်တပည့်တော်နားလဲသလောက်ဆိုရင်တော့တေဝနေပါရောက်နေပြီတဲ့ကိုရောသူ့ကိုကုသပေးပါလို့သွားတောင်းဆိုတယ်အဲ့သွားတောင်းဆိုတဲ့အခါကျတော့သခင်ခရစ်တော်ကမင်းနဲ့အတူတူငါလိုက်မယ်ဆိုပြီးအိမ်ကိုလိုက်မယ်ဆိုပြီးတော့သခင်ခရစ်တော်ကပြောတဲ့အခါမှာအဲ့ဒီအရာရှိဖြစ်တဲ့ပုဂ္ဂိုလ်ကသူ့ရဲ့အစီကံကျွန်အတွက်သခင်ခရစ်တော်ကိုဘာပြောလဲဆိုတဲ့အခါကျရင်ကိုရောတဲ့တပည့်တော်အိမ်ကိုလိုက်เสียမလို့ဘူးတဲ့တပည့်တော်မှာတဲ့အစီကံနေရှိတယ်တပည့်တော်ကဒီအရာကိုလှုပ်လိုက်ပါဆိုရင်အဲ့ဒီအစီကံကလှုပ်ရတယ်တဲ့မင်းလာခဲ့လို့ကျွန်တော်ခေါ်လိုက်လို့ရှိရင်အဲ့ဒီအစီကံကျွန်တော်ရှိလာရတယ်တဲ့ဒါကြောင့်မလို့တဲ့ကိုရောကစကလုံးလေးတစ်လုံးတဘာရမြတာလဲမင်းရဲ့အစီကံကကြက်မချင်းကောင်းပြီလို့ပြောလိုက်တာနဲ့ကိုတဲ့ကျွန်တော်အိမ်ကိုလူကိုယ်တိုင်လာเสียမလို့ကိုရောတဲ့ကျွန်တော်အစီကံကျွန်နေကောင်းသွားမှာပါလို့ရာရှိကသခင်ခရစ်တော်ကိုပြန်ပြောခဲ့တဲ့အကြောင်းအရာလေးကိုနှုတ်ကပတ်တော်မှာကျွန်တော်တို့မှတ်တမ်းတင်ထားတယ်ဝိညာဉ်ကျင်တဲ့အချက်ကလေးကဒီနေ့သခင်ခရစ်တော်ဂျေရီကိုကနေပြီးဂျေရုဆလင်ကိုသွားတဲ့အချိန်မှာဂျေရီကိုမြို့မှာမြို့ကနေအထွက်မှာဗာတေမီဦးဆိုတဲ့မျက်မြင်တယောက်မွေးလာကားစားရဲ့မျက်မြင်တယောက်ကိုတွေ့ကြုံပြီးကုသပေးတဲ့အကြောင်းလေးဖြစ်ပါတယ်ဒီလိုကုသခြင်းခံရတဲ့ဗာတေမီဦးကလွယ်ကူတော့ရခဲ့တာမဟုတ်ပါဘူးသူကမျက်လုံးမမြင်တဲ့အတွက်သခင်ခရစ်တော်ဗမာရှိနေမှန်းသူမသိဘူးဒါပေမဲ့လို့သူကြားရဒုတိယတစ်ချက်အနေနဲ့ကတော့သူအော်တယ် Son of David ဒါဝိဒ်သားတော်ယေရှုကျွန်တော်ကိုကုသပါကယ်တင်ပါလို့သူအော်တဲ့အခါမှာလူတွေကသူ့ကိုတားကြပါတယ်မအော်နဲ့နားကြီးတယ်ဒါပေမဲ့လို့လူတွေကသူ့ကိုမအော်နဲ့လို့ပြောလေသူကဓာတ်ထက်ပိုပြီးကျဲလောင်စွာနဲ့အော်တယ်တဲ့ဒါသူ့မှာအထက်ထဲမှာရှိနေတဲ့သူ့ရဲ့ confidence quality ပဲဖြစ်ပါတယ်သူများရိုင်ထိုးလို့သူမလဲသွားပါဘူးသူလိုချင်တဲ့ပန်းနိုင်ကိုအပြည့်အဝသိနေတယ်သူရမယ့်အခွင့်အရေးကလည်းဒီတစ်ချိန်ပဲရှိတယ်ဆိုတာကိုသခင်ခရစ်တော်နဲ့တွေ့ရတဲ့အချိန်မှာသူသိတယ်အဲ့ဒီအချိန်မှာသူဓာတ်ထက်ပိုပြီးကျဲလောင်စွာအော်တဲ့အခါမှာတဲ့သခင်ခရစ်တော်ကသူ့ရဲ့ကျဲလောင်စွာအော်ဟစ်တန်ကိုကြားပြီးဗာတေမေဦးကိုလာခိုင်းတဲ့အခါမှာသခင်ခရစ်တော်ပြောခဲ့တဲ့စကားလေးတစ်လုံးရှိပါတယ်အဲ့ဒါကဘာလဲဆိုတဲ့အခါကျရင်မင်းရဲ့ယုံကြည်ခြင်းကမင်းကိုကုသပါတယ်လို့ပြောပါတယ်ခရစ်သခင်၌ချစ်ခင်လေးစားပါတော့ဘာသူဓမ္မမိတ်ဆွေပေါင်းတို့ကျွန်တော်တို့ရဲ့ဘဝတတမှာဖျားပေးထားတဲ့ကျေးဇူးတော်တွေဟာအားလုံးအတူတူပါပဲဖျားပေးတဲ့ဒုက္ခဆိုတာလဲအားလုံးအတူတူပါပဲဒါကြောင့်မို့ဗမာစကားမှာပြောလေးရှိပါတယ်ကိုအိုးနဲ့ကိုဆံပါပဲဒါပေမဲ့လို့ကျွန်တော်တို့ရဲ့ဘဝအတ္တမှာကိုအိုးကပဲကြီးပြီးသူများအိုးကသေးနေတယ်လို့ထင်တဲ့ပုံကိုနဲ့
ကိုအိုးကတော့သေးတယ်သူများအိုးကကြီးတယ်လို့ထင်တာနဲ့ကိုယ့်ရဲ့ confidence ယုံကြည်ခြင်းကိုကျွန်တော်တို့ဒီနေ့ပြန်လည်သုံးသပ်ပြီးကျွန်တော်တို့တွေဘုရားသခင်ပေါ်မှာယုံကြည်ခြင်းနဲ့တာ၍တိုးဝင်သောအရာတိုင်း၌ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းကိုဗာတင်မေကဲ့သို့အတူတူကရှာဖွေရအောင်လို့ဒီမှာရှိတဲ့ဗာသူဓမ္မမိတ်ဆွေတွေအားလုံးကိုဖိတ်ခေါ်ပါတယ်အားလုံးကျေးဇူးပြုမတ်တရဲ့ဆုပန်ကြရအောင်